ကုန်လုံးဟာလောက်ထားနော်မပိတ်မိနေရှိတကားမျိုးမင်းထိုက်မင်္ဂလာပါနွေနွေဟိုင်းနေမင်္ဂလာပါအကိုတဲ့မင်္ဂလာပါခင်ဗျာရီဝိုင်းရီမင်္ဂလာပါလူအေးစေးပါပဲစော်ဘုံရအေးအကြောင်းမဲ့ညာတော့ကတော့မိသားစုဟွာဖြစ်တော့မိသားစုဆောင်းဆောင်ရင်းနဲ့နည်းနည်းမနေ့2:59မှာပြင်ဦးလမှာတစ်ချိန်လှုပ်သွားသေးတာပေါ့နော်တစ်ချိန်လှုပ်တယ်အရင်ကြီးတော့ပြင်ဦးလကအရင်မကြမ်းဘူးပေါ့နော်မကြမ်းတော့မိသားစုကိုဆောင်းဆောင်နေနဲ့နည်းနည်းညစ်နေသွားနဲ့မနေ့မှအိတ်တာပေါ့နော်မနေ့ခေါက်ဆွဲလေးပါလေးဝယ်စားပြီးတော့မှတက်မတော်သားလေးဒီမက်ဆီပို့တာမရောက်ဘူးလားတဲ့ဟိုပို့ခိုင်းပါခင်ဗျပို့လို့ရပါတယ်မီလာလို့လားတဲ့ပြီးပို့လူဆိုတဲ့ကောင်ဟုတ်လားဒီကောင်ပါတယ်ငါလိုက်လာကြည့်နေပြန်မီလာမလာတာရေးမကြည့်မင်းတို့ငါ့ကိုကြည့်နေငါကြည့်နေတယ်မြန်မာပြည်မှာကပြောရမယ်ခု204ယောက်နော်ဒီနေ့တော့ဒီလိုလူတွေပေါ့အဲ့လိုအကိုရေမသေးသေးဘူးလားလို့ပါလို့မြန်မာပြည်မှာဒီလောက်ထိကက်ကြီး3ပါနော်ရေဘေးတွေမီးဘေးတွေနော်ဘေးပေါင်းများမှာအခုငလျင်ဘေးတွေဒီလိုတွေလှုပ်လာတာကဲစိမသွားဘူးလားတဲ့ကျွန်တော်ကရေပေါ့နော်ရေတန်းနဲ့ကျွန်တော်က Royal D ပေါ့နော် Royal D လူဖို့နော်လုံနေပါတယ်ခင်ဗျာနော်လုံမှာပါနော်အဲ့လိုအကိုမသေးသေးဘူးလားလို့ပြောဆိုတာမင်းတို့မိသားစုပဲမသေးအောင်လုပ်ငါကဒီမှာကြည်အောင်တန့်လို့ပြန့်လို့နော်ငလင်လို့မှန်းတော့မသိတဲ့ငါဘဝနော်အဲ့လောက်ထိငါဘဝအေဂျင့်နေအဲ့ဒါပါလေသိလားငါတိုင်းပြည်နဲ့နိုင်ငံလူမျိုးပေါ်မှာနော်ငါတို့တက်မတော်သားမိသားစုတို့ပေါ်မှာနော်အေဂျင့်သွားနေတဲ့ညီနဲ့ပြည်သူလူထုအပေါ်မှာထားတဲ့ငါရဲ့စိတ်ထားကြောင့်ငါကငလင်လောက်တာတော့မသိတဲ့ဘဝဖြစ်သွားတယ်နော်အဲ့လောက်ပဲမင်းတို့ကိုပြောပြမယ်မင်းတို့နဲ့ငါနဲ့ကဖုံးကံမတူဘူးအဲ့တော့မြန်မာပြည်ကြီးကက်ကြီး3ပေါင်းအမြန်ဆုံးကြော်လွှားနိုင်ပါစေပေါ့နော်ကျွန်တော်တို့အတန်းဘာဖြစ်လာတော့အဲ့တော့ကြတော့ကိုကတိုင်းပြည်နိုင်ငံနဲ့လူမျိုးပေါ်မှာဖြူတာတွေစိမ့်တာတွေနီတာတွေအဲ့လိုမဲတာတွေကိုကမခွဲကြဘူးပေါ့နော်အခုလက်ရှိကတော့မန္တလေးမြို့ကိုမနေ့ကရောက်တယ်ရောက်တော့ကြတော့မန္တလေးမြို့ကနော်အနိဋ္ဌအာယုံတွေပေါ့ဖြစ်ပြနေတဲ့အရာတွေအားလုံးကိုကြည့်ပြီးတော့မှရင်ထဲမှာမကောင်းခဲ့ဘူးပေါ့နော်ဟိုစိတ်ထဲမှာလည်းတော်တော်လေးကိုစိတ်မကောင်းဖြစ်မိတယ်နော်အားလုံးလူတွေကပြောကြတာပေါ့နော်တချို့ဆိုဟိုဒါကတော့အည်စရာလေးပေါ့တလောကလုံးလမ်းဘေးရောက်သွားမယ်လို့ပါလို့အခုကျတော့တကယ်ကိုလမ်းဘေးမှာချမ်းသာတာတွေဆင်းရဲတာတွေနီးတာတွေစိမ့်တာတွေနော်မဲတာတွေနဲ့မဆိုင်ဘူးဗျနော်အကုန်လုံးလောကပါလာတရားကဆုံးမလို့ရှိရင်ဘယ်သူမှမခံနိုင်ဘူးနော်မခံနိုင်ဘူးကြည့်လိုက်စကိုင်းတို့အခုဖြစ်တာမန္တလေးတို့ဖြစ်ကြတယ်နော်တော်မြင့်နေဖြစ်တယ်ကိုယ့်ရဲ့ကျွန်တော်တို့ကမန်နေဂျာကြီးတော့မဟုတ်ဘူးကျွန်တော်တို့မန်နေဂျာလည်းမဟုတ်ဘူးဒါပေမဲ့ကိုယ်နိုင်ငံနဲ့လူမျိုးချစ်တဲ့စိတ်တစ်ခုကြောင့်ဒီမန္တလေးမြို့ကြီးကိုဒီလိုတော့ကျုံးနေဖြစ်သွားတာကိုမျက်ရည်ကျမိတယ်နော်ကျွန်တော်တို့ရဲ့ရင်ထဲနှလုံးသားထဲမှာရှိနေတာကိုချင်းစာနာတရားစိတ်နော်အဲ့တော့ပြောချင်တာကတချို့ကပြောတယ်ဒီနဲ့ဒီလိုဒီအချိန်ထိတောင်မှလူကလူလိုမသိကြသေးဘူးနော်လူကလူလိုဘယ်လိုမသိလဲဆိုတော့လူတွေကဘယ်လိုမသိလဲဆိုတော့လူတွေကဦးမေအောင်လိုင်းမကောင်းတဲ့မင်းကောင်းမင်းမြတ်တွေအုပ်ချုပ်လို့ပါလို့ ਨੇ ခမားတို့တဲ့အုံတော်ထဲမှာကျုပ်အမြဲတမ်းပြောတယ်မွေးရမှာချက်မပြေဘူးခေါင်းထဲမှာချီးပဲရှိတယ်ဗမာလူမျိုးအနေနဲ့ခမားတို့တော်တော်ကိုရှက်တဲ့တယ်ခမားတို့အောက်တန်းသားစကားတွေကအခုချိန်မှာ
အဲ့ဒီအောက်တန်းသားစကားတွေသုံးလုံးနေမယ်စာကိုယ်နိုင်ငံကိုလူမျိုးကိုနော်ဘယ်လိုကူညီရမလဲဒီလိုကက်ကြီးသုံးပါဖြစ်နေတဲ့အချိန်မှာနော်ငါဘာတတ်နိုင်တာငါဘာလှုပ်ပေးရမလဲဆိုတဲ့စိတ်မတွေးပဲနဲ့ဦးမင်းအောင်လိုင်အုပ်ချုပ်လို့တဲ့ဦးမင်းအောင်လိုင်အုပ်ချုပ်လို့ဦးမင်းအောင်လိုင်ဘာမှမဖြစ်ဘူးလက်ရှိဖြစ်နေတာပြည်သူလူထုဖြစ်နေတာနော်မကောင်းလူဆိုတာကကောင်းတဲ့စိတ်ကိုမွေးရမှာနှလုံးသားလှလှထားရမှာနော်ဦးမင်းအောင်လိုင်အုပ်ချုပ်လို့အခုလိုဖြစ်နေဆိုဦးမင်းအောင်လိုင်ဘာဖြစ်လို့လဲရိုးတွေကဦးမင်းအောင်လိုင်အုပ်ချုပ်တာလားဟမ်တရုတ်ပြည်ကဦးမင်းအောင်လိုင်အုပ်ချုပ်တာလားလာအိုကဦးမင်းအောင်လိုင်အုပ်ချုပ်တာလားဟမ်ကိုဘဝကိုလေကိုဘလိုမျိုးစိတ်နေစိတ်ဓာတ်မျိုးနဲ့ကိုနိုင်ငံကိုတိုင်းပြည်ကိုလူမျိုးပေါ်မှာဘလို့ထားလဲဆိုတဲ့ကိုရဲ့စောက်သုံးမကြတဲ့အတွေးခေါ်မတွေးပဲနဲ့ဟိုလူလိုက်ဝေဖန်ဒီလူပုတ်ခတ်ဘာဖြစ်တယ်ဟိုကသွားပြောဟိုကဘာမှဖြစ်ဘူးနေရတယ်ရှင်းလားဖြစ်နေတာလက်ရှိနော်မင်းတို့ကောင်းသူကဲမကောင်းသူကဲနိုင်ငံကိုနိုင်ငံဒီလိုမျိုးဖြစ်တာတော့ကိုယ်စိတ်ထဲမှာတော့ဘာမှတော့မပြောလို့ပါဘူးဒါပေမဲ့လူတွေကနော်လူတွေကဟိုလူကိုလွှဲချဒီလူကိုလွှဲချကိုဘာလုပ်ရမလဲဆိုတာမစဉ်းစားဘူးဟမ်မင်းတို့မန္တလေးမြို့တမျိုးလုံးအဲ့မှာဖြစ်ပြနေတာကျန်လူတွေအခုကျန်ဘုံလုံးခွင်းထဲမှာနေပူကြီးထဲမှာဘ누구နေရဲလေအိမ်ထဲကိုညဘ누구အိပ်ရဲလေလမ်းဘေးမှာဒီဟာတွေကိုသင်္ကန်းစာယူမယ်မရှိဘူးကိုယ်နိုင်ငံကိုလူမျိုးတွေဒီလိုဖြစ်ပြနေတဲ့အရာကိုအခုချိန်ထိနော်ဝါရာမိုင်းတိုက်တုံးနော်နိုင်ငံရေးနားမလဲတဲ့စောက်ပေါ်တွေစောက်ပိန်းတွေနေပိန်းနှလပိန်းလုံးချီပရိန်းတွေနော်မင်းတို့နေပိန်းတွေဖြစ်တည်လာမှုကအခုမြန်မာနိုင်ငံကြီးလိုက်မင်းတို့ဖျားရတာခွင့်လို့မှာဖျားရတာခွင့်လို့မှာနော်မင်းတို့လောကပါဠတရားကခွင့်မလို့ဘူးသိလားမင်းတို့မိဘကိုပြန်ဆဲဖုံးတော်ကြီးတွေကိုပြန်ဆဲနော်ကိုတဲ့အသက်ကြီးမားတဲ့လူတွေကိုတက်ဖြတ်ငါနဲ့မတူငါရန်သူဆိုပြီးဒလန်ဆိုပြီးတော့ဆွဆွဲနော်ဖျားမတရားမမသိတဲ့တီတကူဆရာတော်ဘုရားကြီးတို့လိုပါကျုပ်ဆရာတော်ဘုရားကြီးတို့လိုတကက်ဖုံးကံမြင်မာတဲ့ဆရာတော်ဘုရားတွေကိုနော်တိုက်ခိုက်နော်အခုတော့မင်းတို့ဘာဖြစ်လဲဟမ်မင်းတို့ဒါလည်းသင်္ကန်းစာမယူရောဟမ်အခုမင်းတို့ကအဖျက်အမောက်လုပ်ဖို့ပဲတက်တာလေမင်းတို့အခုလောကပါဠနတ်တရားပါမင်းတို့ဝိုင်းဖြက်ပြီးဟမ်အခုဘလို့ဖြစ်လဲပြီးလဲတလောကလုံးအခုမန္တလေးမှာလမ်းဖေးရောက်နေပြီဘလို့လောက်ကြမလဲလားဟမ်ဘလို့လောက်ကြမလဲတလောကလုံးလည်းပဲဆင်းရဲတဲ့လူကိုချမ်းသာတယ်နေပူကြီးထဲမှာအခုမြင်လို့ကောင်းလားဟမ်အကြောက်တရားနဲ့ဘယ်သူမှမနေရဘူးဘယ်သူမှမအိပ်ရဘူးဘလုံးခွင်းလို့ခွင်းအောင်ကြီးထဲမှာပူတူနေတဲ့ထဲမှာဟမ်ဒီအချိန်မှာအစစ်ဘယ်သူမှခင်ဗျားတို့နိုင်ငံတော်ရဲ့ပေါ့နော်လက်ရှိအစိုးရနဲ့လက်တွဲပြီးတော့မှခင်ဗျားတို့နော်အဲ့ဒီဝါတွေ MNDAA တွေ TNL တွေ KNU တွေ KIA တွေခင်ဗျားတို့လူစိတ်မွေးဖို့လိုပြီး PDF တွေပေါ့နော်အေးနိုင်ငံရေးအခုကဲဘာဖြစ်ပြီလဲစီရီတန်းစီပြီးငါမနေ့ကပြောလို့ဟိုတနေ့ကပြောလို့မှရှိသေးတယ်စီရီတန်းစီပြန်ပြီးဖြစ်ပြန်ပြီဟုတ်ဟမ်ဒီတိုင်းပြီနောက်တဲ့10နှစ်နောက်တဲ့အနှစ်20လောက်နောက်ရောက်သွားပြီအဲ့ဒါဘာလို့လဲအစိုးရကြောင့်မဟုတ်ဘူးမင်းတို့မွေးရပါကြက်မပြည့်တဲ့နိုင်ငံရေးကိုနားမလဲတဲ့နီဘိန်းနီကြောင်နီဘောနလဘိန်းလုံးချီပရိတွေမင်းတို့အခု PDF လာခဲ့လားဟမ်ဖြစ်ပြီလေကတ်ဆိုင်ပြီလေမင်းတို့အော်တန်းသားစိတ်နဲ့နော်ကောက်ချစ်တယ်ရုပ်မာတယ်မိုက်ရိုင်းတယ်နော်ကိုယ်နိုင်ငံကိုလူမျိုးကိုအချင်းချင်းကိုတတ်ကြတယ်ကိုဘာသာသာသနာကိုစော်ကားကြတယ်ဘာသာမဲ့တွေနေကြတယ်ဒါဗုဒ္ဓဘာသာနိုင်ငံသိလားနော်ငါတို့တော့လာမပြောနဲ့ငါတို့ကအေးအဲ့ပြောနော်မင်းနာမည်ကဘာလဲရိုဇာမင်းနဲ့စစ်ဆိုးရကြောင်းနဲ့ဟုတ်လားစစ်ဆိုးရအခုဘာဖြစ်လို့ဘာမှဖြစ်မသွားဘူးပြည်သူတွေဖြစ်နေတာအခုအေးလို့တွေစစ်ဆိုးရဘာမှမဖြစ်ဘူးမင်းဘယ်တင်ပြည်သူတွေဒုက္ခရောက်နေတာဟုတ်တယ်ကိုဆိုင်ကောပြောတာမှန်တယ်လှပါတဲ့မျိုးတော်ကြီးကိုတဲ့မင်းတို့ကိုယ်တိုင်တိုက်မယ်နဲ့ချင်းနေလို့တဲ့တဘာဝကအရင်တန်ခတ်လိုက်တာတဲ့သဘုံသားဒီကမင်းတို့မှအခုချိန်ထိနော်အခုချိန်ထိစောက်တိတရားမရှိဘူးမင်းတို့ရေတဘူးလားလူလားဟမ်
မင်းတို့ဒီချိန်မှာလက်နက်တွေရက်တင်ပြီမင်းတို့တွေကြောင့်ဒီတိုင်းကြီးပြတ်တော့မှာမင်းတို့လက်နက်ကင်တဲ့ကောင်တွေကအကုန်လုံးအဖျက်အမှောက်လုပ်တာမင်းတို့ PDF တွေလာပြင်လီကိုလာပြင်မှာမင်းတို့ PDF တွေဘယ်ဆောက်ဆန်နဲ့ပြင်မလဲဟမ်မင်းတို့ကအစိုးရတရားဝင်ဆိုရလားနော်လာပြီးစောက်စာမတက်ပေမတက်တဲ့ငလင်လောက်တာဟိုးတဲ့ဘုံကျဲစရာလားတဲ့နော်အေးမင်းတို့လိုလူမျိုးတွေရှိဒီတိုင်းပြည်ထက်ပြောင်းမှာဇော်ဘုံအင်းတို့လိုကောင်မျိုးငလင်လောက်တာတော့မသိဘူးရှင်းလားမနေ့ကဗန်မွေးကိုရောက်နေတာရှင်းလားငလင်လောက်တယ်အခုစကိုင်းတရားကြီးဟောင်းကြီးပြတ်ကျသွားပြီပြောလို့ဟာမန္တလေးဒီလိုပြောဟာဘာတွေဖြစ်ကုန်လာတော့ပေါ့ဖုန်းထဲမှာကြည့်တယ်တချို့ကလည်းစိုးရင်တော့ကိုဇော်ဘုံရဲ့အဆင်ပြေလားနေကောင်းချမ်းမှရှိလားဆိုတော့ဟာကျွန်တော်နေကောင်းပါလေကျွန်တော်ဘာဖြစ်လို့လဲဆိုကိုကမသိဘူးကားမောင်းနေတော့ဖုန်းကမကြည့်မိဘူးမဟုတ်လေငလင်လုံးနေမြန်မာနိုင်ငံလုံးနဲ့နေပြီးတော့မန္တလေးဆိုကုန်ပြီတဲ့ဟာဟုတ်လားဆိုမှကြည့်မှကိုကငလင်လုံးတာတော့မသိဘူးနော်အေးအဲ့ဒါမင်းတို့အဓိကတိုင်းချစ်ပြည်ကြီးစိတ်ထားနော်မင်းတို့ကြပြတဲ့ဘုတ်ပြလိုက်မယ်လူပေါင်းအခု980ရှိနေတယ်ညဆိုရင်လည်းကျွန်တော်ကမီးလဲမလာတော့နော်ဒါပြောချင်တာလေးတွေရှိတယ်မြန်မာပြည်ရဲ့စောက်ဘိန်းစောက်တုံးနလဘိန်းတုံးချီပရိနေရနော်မြန်မာမန်လင်းဝိုင်းကူညီတဲ့မြန်မာမန်လင်းဝိုင်းကူညီတဲ့ကြပြကောင်းစဉ်တခါတရံတိုင်းပြည်ကံကြောင့်ကျမစိုးတွေဝင်ရောက်လေ၍ငွေနောက်တက်သောထိုသဘောဤရင်မောပွေရာကြည်စေတာကိုနာကျင်လက်ကလက်ခံရလဲယုံထကြိုးစားစုပေါင်းအားဖြင့်ကုစားရှင်တန်နိုင်ရမည်တဲ့မြန်မာမှန်လျင်ဝိုင်းကူညီတဲ့မောင်အေးချမ်းတောင်ကြီး29ရက်3လ2025 10:30မှာရေးထားတာမင်္ဂလာရှိသောနေ့ရက်ပါတဲ့တဘာဝဘေးမှကင်းဝေးကြပါစေကက်ကြီး3ပါးကိုကြော်မြန်မာနိုင်ငံကြီးဖြစ်ပါစေနော်အဲ့တော့အလုံးလုံးတဲ့တကယ်စိတ်ရင်းစိတ်ကောင်းတဲ့ကိုယ်နိုင်ငံနဲ့အပေါ်မှာနှလုံးသားနဲ့အုံနောက်နဲ့ရင်းပြီးချစ်တဲ့လူတွေကကောင်းတဲ့ဘက်ကိုလှုပ်နေတဲ့အချိန်မှာမင်းတို့လိုအောက်တန်းသားတစ်တိုက်ကနော်ကိုတိုင်းပြည်ပြက်လို့ပြန်မှမသိနော်ဖြစ်နေကြတာအဲ့တော့ကြတော့ဦးမင်းအောင်နိုင်ကြောင်းလည်းမဟုတ်ဘူးနော်အဲ့ဒါမင်းတို့လိုပြောမယ်ဆိုလေဒေါ်စုကြည်ကြောင်းကွာငါလည်းပြောမယ်ကဲဘာဖြစ်လို့ဦးမင်းအောင်နိုင်အခုအပြင်မှာမင်းတို့ဒေါ်စုကြည်ကထောင်ထဲမှာမင်းတို့ဒေါ်စုကြည်ရှိနေသေးဒီမြန်မာပြည်ကနော်တခါတည်းသေသွားမှာနားရုံမဲ့အဲ့ငလင်တန်ထဲမှာအဲ့ဒေါ်စုကြည်နေရဲ့နေရာငလင်လှုပ်သွားနော်မင်းတို့လိုအဲ့လိုတစ်ဖက်ပိတ်နဲ့ပြောကြမယ်ဆိုရင်ငါတို့လည်းပြန်ပြောတယ်ကွာဒေါ်စုကြည်ကြောင့်ကဲမင်းတို့ဘာပြောမလဲကဲဒေါ်စုကြည်ကြောင့်ငလင်လှုပ်တယ်လို့ပြောရင်မင်းတို့ဘာပြောမလဲဟမ်အောက်တန်းစားတွေအမျိုးရုပ်တွေနိုင်ငံရေးနားမလဲနော်ကိုယ်နိုင်ငံချစ်တဲ့စိတ်တိုင်းပြည်ချစ်တဲ့မျိုးကိုယ်နိုင်ငံကိုယ်လူမျိုးတလောက်ဒုက္ခရောက်နေတာငါတို့ကသွားလူမှာမင်းတို့လိုင်းအောင်မှာတွေ့ရလိမ့်မယ်နော်ရေတက်နေနော် royalty တွေငါတို့သွားလူမယ်နော်နီးတာတွေစိမ့်တာတွေမသိဘူးငါတို့လူမျိုးဒုက္ခရောက်တာငါတို့နိုင်ငံရဲ့အထင်ကရမြို့ကြီးမန္တလေးမြို့ကြီးပျက်စီးဆုံးသွားတာနော်ပြည်သူလူထုတွေဘုံတော်ကြီးတွေရဟန်းရှင်လူတွေနော်အသက်တွေပေးလိုက်ရတာနော်အေးတဘာဝဘေးဆိုတာရအောင်မှတ်ထားမင်းတို့လိုအောက်တန်းသားကြီးမင်းတို့ကြည့်နေနော်တောင်ပြင်မှာခွေးတောင်ပြင်တစားတုတ်တန်မှာမင်းတို့ခွေးရမှာမင်းတို့တက်တာရင်တာအောင်မယ်သိလားမင်းတို့ကတ်ကြီး3ပါးဘေးကိုမင်းတို့ဒီဆိုင်အောင်မှာသိလားဟိုလူလိုက်ပြောဦးမင်းအောင်နိုင်လိုက်ပြောဒီလူလိုက်ပြောစောက်အောင်အောင်မရှိတဲ့ကောင်တွေတဘာဝဘေးကဦးမင်းအောင်နိုင်အုပ်ချုပ်တာလားဟမ်တဘာဝဘေးငလင်လောက်တာငလင်ကိုဦးမင်းအောင်နိုင်အုပ်ချုပ်တာလားလို့မင်းတို့လိုအောက်တန်းသားတွေဖုံကြီးမှမသိဖယားမှမသိမိဘမှမသိနော်ကိုနဲ့မတူကိုငါနဲ့မတူငါတူဟိုလူလိုက်တတ်ဒီလူလိုက်တတ်ဟမ်မင်းတို့တွေကြောင့်လောကပါဠနဲ့တရားဇဗုဒီပါလက်ရတောင်ကျွန်းဆိုတဲ့မြို့တိုင်းပြည်ဒီတိုင်းပြည်ကဘယ်တော့မှမပြတ်ဘူးမင်းတို့လူတွေပဲပြတ်သုံးသွားမှာနော်စိတ်ကောင်းနှလုံးကောင်းထားမယ်မကြံဟိုလူလိုက်တိုက်ခိုက်ဒီလူလိုက်ဝေဖန်နဲ့မင်းတို့လိုပြောလိုက်မယ်မင်းတို့ဒေါ်စုကြည်ကြောင့်လှုပ်တာကွာငလျင်အဲ့ဒါမင်းတို့ငါပါပြောမယ်ဟမ်မင်းတို့ဒေါ်စုကြည်မင်းတို့အခုထောင်ထဲမှာနော်ဒေါ်စုကြည်နေရနေရမှာတခါလေးလှုပ်သွားအနာအေးသွားနော်အဲ့တော့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟိုအေးထွန်းမြတ်နိုင်အချောင်းမတို့အင်ပန်လာကွမ်မော်မ66တို့ကွမ်မော်တို့နော်မင်းတို့ဒီချိန်မှာလက်နက်ကိုင်ဖို့မလုံးနဲ့ငါတို့နိုင်ငံငါတို့တိုင်းပြည်ကတ်ကြီး3ပါး
ဖြစ်နေတဲ့အချိန်မှာမင်းတို့အောက်တန်းသားစိတ်တွေမမွေးနဲ့တော့နော်တဘာဝကပ်ဘေးရတစ်မျိုးမင်းတို့ကောင်းတွေကတစ်မျိုးနော် PDF ကလည်းအခုချိန်ထိနားမလည်ဘူးဒီလောက်ပြောနေတာကိုတိုင်းပြည်ကိုနိုင်ငံကိုလူမျိုးဒီလိုဖြစ်တာမင်းတို့ကြည့်ရလားဟမ်မင်းတို့ကကိုချင်းစာနာတရားစိတ်မှမရှိတာမင်းတို့ကအောက်တန်းသားစိတ်ပဲမွေးတာဟုတ်နော်အခုလာပြီလေပြိုပြီးမှစံနေစီတွေအကုန်စစရအကုန်စင်းလုံးတွေတက်တော့မယ်အဲ့ဒါလေဦးမေအောင်နိုင်လွှဲချအောင်မယ်နော်ဦးမေအောင်နိုင်လောက်တာဦးမေအောင်နိုင်ကြောင်းဆိုဦးမေအောင်နိုင်တကဘာလုံးသူနိုင်နေမှာပေါ့ဟုတ်တယ်မလားဦးမေအောင်နိုင်လောက်ခိုင်းလို့တဘာဝဘေးကြီးကလောက်ရတယ်ဆိုလို့ရှိရင်တော့တကဘာလုံးဦးမေအောင်နိုင်ကအဲ့လိုလောက်ခိုင်းနေမှာပေါ့မကြောင်တွေဟဲ့ဟမ်ခေါင်းထဲမှာထမင်းစားပြီးချီးပဲရှိတဲ့ကောင်တွေဘ누구ကြောင့်မှမဟုတ်ဘူးမင်းတို့ခုနှစ်သားသမီးရာဟုသားသမီးအပါဝင်အားလုံးဟာနော်နိုင်ငံနဲ့တိုင်းပြည်ကိုချစ်တဲ့စိတ်မရှိလို့လူမျိုးနဲ့ဘာသာသာသနာနဲ့စာပေဓလေ့ထုံးလန်းအစဉ်လာတွေကိုချစ်တဲ့စိတ်မရှိလို့မင်းတို့ဘလောက်အကုသိုလ်များနေလာခွေနေကြီးလောက်တာနော်မင်းတို့ဘလောက်အကုသိုလ်များနေတယ်မင်းတို့သဘာဝတရားကြီးကဆုံးမလိမ့်မယ်အဲ့ဒါမှတ်ထားလို့နော်အခုချိန်ဒီအတိတရားမရှိတဲ့နော်ဟောင်စုမသားသမီးတွေဒါလည်းနားမလဲဘူးအလောက်ပြောတခါလာရင်ကိုနဲ့မကြေနဲ့တာနဲ့မကြေနဲ့တဲ့လူဆိုးရအောင်ဦးမင်းအောင်လိုင်းကြောင့်ပြောပြီဟမ်ကိုယ်တိုင်ဒုက္ခခံစားနေရတာကိုမသိဘူးနားမလဲကြဘူးနောက်ဆုံးကိုကဒုက္ခမခံစားရဘူးဆိုရင်တော့ကိုယ်နိုင်ငံကိုလူမျိုးကိုယ်တိုင်းပြည်ဒီလိုမျိုးကက်ကြီးသုံးပါးကိုဖြစ်နေတာကိုအားလုံးစုပေါင်းအင်အားနဲ့ဝိုင်းဝန်းပြီးတော့မှဘလို့တိုင်းပြည်ကိုပြန်လဲထူထောင်မလဲဆိုတဲ့စိတ်မရှိဘူးနော်ကိုကအိမ်တလုံးတော်ဖြစ်ဖြစ်မြောက်မဆောက်နိုင်တဲ့ကောင်တွေကတခါလာလဲဒီအစိုးရလွှဲချတခါလာလဲဒီအစိုးရမကောင်းလို့ကိုယ်တိုင်ကတော့လက်ဖေးဆိုင်မှာဖင်ချွတ်တက်အောင်ထိုင်ပြီးတော့မှနော်ဘလုံးပွဲလောင်းလိုက်နှလုံးထိတွက်လိုက်ဟမ်ဖာသွားချလိုက် KDB သွားလိုက်ဟမ်မင်းတို့လိုအောက်တန်းသားတွေနော်အဲ့ဒါပြီးရင်ကိုလှုပ်ချင်တာလှုပ်ပြီးအစိုးရမကောင်းလို့လွှဲချတဲ့အောက်တန်းသားတစ်တိုက်နော်အောက်တန်းသားတစ်တိုက်အခုမင်းတို့ဘာလုပ်ပေးနိုင်လဲမန္တလေးမြို့နော်မင်းတို့ PDF တွေလည်းအမှလက်နဲ့တောထဲမှာလက်နဲ့တွေမြေမြုပ်ခဲ့လိုက်မန္တလေးမြို့ပေါ်အခုချိန်ပြန်တက်လာပြီးတော့ပြည်သူလူထုရဲ့ရှိနေတဲ့အခက်အခဲတွေကိုမင်းတို့ဝိုင်းဝန်းပူပေါင်းပြီးတော့မှဝိုင်းလုပ်ကြဟုတ်လားနော်မင်းတို့လက်နဲ့တွေစွန့်လိုက်မပင်လေတဲ့ပဲပြီးမြစ်တဲ့ပဲပြီးသွားမျောချလိုက်တော့နော်မျောချပြီးတော့မှငါတို့နိုင်ငံငါတို့လူမျိုးနော်လူဘဝခဏလေးပါကွာနေရတဲ့အချိန်မှာကိုယ်နိုင်ငံကိုယ်လူမျိုးတမတော်အခုလက်ရှိအစိုးရနဲ့ပူးပေါင်းပြီးတော့မှနော်ပြည်သူလူထုရဲ့ကောင်းအကောင်းကျိုးကိုတက်နိုင်တဲ့ဘက်ကလုံးမယ်လို့မကြံဘူးဟမ်အခုချိန်ကအလစ်ချောင်းမှာအဲ့မင်းတို့တိုင်းပြည်ဒီလိုဖြစ်တဲ့အချိန်မင်းတို့လာလို့ကြည့်မင်းတို့လောက်ခွေးတဲ့မင်းတို့ကခွေးတဲ့မိုက်တဲ့ကောင်တွေမင်းတို့ကခွေးလောက်ကိုစောက်သိညံမဲတဲ့မရှိတဲ့ကောင်တွေဖြစ်သွားမှာသိလားငါတို့ကသွားလူမယ်ငါတို့ရေတန်းနေလူမယ်ရာယဒီတွေသွားလူမယ်နော်အဲ့ဘလုံးကွင်းထဲမှာဘလောက်ပူလောင်နေပြီးတော့ဟမ်စကားဘလောက်မှန်လိုက်တယ်တလောကလုံးလမ်းပေးရောက်သွားမယ်အခုတော့သွားပြီချမ်းသာစင်းရဲမစည်းတော့ဘူးလူတွေလေအဲ့တော့မိမိကိုယ်ကိုကောင်းအောင်ပြုပြင်နေထိုင်ပါနော်နှလုံးလားထားပါကိုယ်နိုင်ငံကိုယ်လူမျိုးပေါ်မှာစိတ်ကောင်းနှလုံးသားမွေးပါကိုယ်နိုင်ငံကိုကာကွယ်နေတဲ့တပ်မတော်သားတွေရဲတပ်ဖွဲ့ဝင်တွေပြည်သူစစ်တွေအပေါ်မှာနော်တက်နိုင်တဲ့ဘက်ကနေကူညီပေးပါမင်းတို့တွေကစစ်မတိုင်ရင်ဒီတိုင်းပြည်ကဘာစစ်ပွဲမှလည်းမဖြစ်ဘူးနော်မင်းတို့လိုအောက်တန်းသားတစ်တိုက်ကအခုကြည့်လေမင်းတို့မုန်းနေတဲ့ငါဇော်ဘုံရင်ဘာဖြစ်နေလဲဘာမှမဖြစ်ဘူးမင်းတို့မုန်းနေတဲ့ဇော်ဘုံရအခုအေးစစ်စစ်ပဲမြန်မာပြည်ထဲကပြင်ဦးတွေမြို့မှာနေပြီးတော့ကိုတက်နိုင်တဲ့ဘက်ကနေအုတ်တစ်ချက်သေးတပွင့်နဲ့တိုင်းပြည်နိုင်ငံလူမျိုးအတွက်ကိုပါဝင်ပူးပေါင်းအစိုးရနဲ့ပါဝင်ပူးပေါင်းဆောင်ရွက်နေတယ်အခုဇော်ဘိုးရင်မင်းတို့တေအောင်မုံဘာမှမဖြစ်ဘူးအ
ချိန်မှန်စားရတယ်အချိန်မှန်အိပ်ရတယ်အချိန်မှန်တောက်ရတယ်ဟုတ်လားဘာလို့လဲငါအိမ်ထဲမှာပရာဟိတတွေနဲ့ပြည့်နေလို့ဘာတွေလဲသိလားလူဆိုတာကစိတ်ကောင်းနှလုံးဝေးရတယ်ငါဒီမှာလူဖို့တန်းဖို့ပစ္စည်းအများကြီးဒီမှာအဲ့လိုရှိတယ်နော်မင်းတို့တွေဆဲနေတဲ့ဇော်ဘုံရင်ကအေးဆေးပဲနော်အဲ့တော့ကျတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားအားလုံးဘေးရန်ရဲ့ကင်းရှင်းပြီးတော့အစားစားရအစဉ်ပြေကြပါစေမြန်မာပြည်လည်းအမြန်ဆုံးငြိမ်းချမ်းပါစေဒီစစ်ပွဲတွေလည်းအမြန်ဆုံးရပ်တန့်ပါစေလူတွေကျွန်တော်တို့ခုနှစ်သားသမီးအားလုံးညီကိုမောင်နှမတွေကလည်းနော်ကိုယ်နဲ့မဆိုင်နိုင်ငံရေးကကိုယ်နဲ့မဆိုင်နိုင်ငံရေးကိုမလုပ်ပါနဲ့နော်စီရေးကကိုယ်နဲ့မဆိုင်စီရေးတဲ့ဝင်ရောက်မဆွတ်ဖက်ပါနဲ့နော်မြန်မာနိုင်ငံလူနိုင်ငံသားတွေအားလုံးကိုသိစေချင်တာဒီတိုင်းသားလက်နက်ကိုင်နေတဲ့ EAO တွေနဲ့နော်အစိုးရနဲ့က NCA ဆိုတဲ့လမ်းကြောင်းတစ်ခုလုံးရှိပြီးသားသူတို့ကသူတို့ဖြည့်ရှင်းနိုင်မယ်နော်အဓိကတိုင်းပြည်အပေါ်မှာဘဒူကကောင်းတာလုပ်ပြီးဘဒူကတရေရုပ်တဲ့ဘဒူကအဖျက်အမောက်တွေလုပ်နေတယ်ဆိုတာတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေသိစေချင်ပြီเนาะကျွန်တော်တို့နိုင်ငံမှာတကယ်တမ်းပြောရင် ARD မြစ်ကြီးတို့လိုစစ်တောင်းမြစ်တန်လွင်မြစ်ကြီးတို့လိုဒုဒ္ဒဝရီမြစ်ကြီးတို့လိုเนาะပင်လေကြီးတွေပိုင်ဆိုင်ထားတယ်ဟောရေနံတွေကြောက်စိမ့်တွေပိုင်ဆိုင်ထားတယ်အဲ့တော့ကြတော့ခင်ဗျားတို့ကြည့်လေဒီစောက်ချမ်းဘက်လက်နဲ့ကင်တောင်းချမ်းသူတွေကအဲ့ဒီရွှေတွေငွေတွေရမယ့်နေရာတွေကိုပဲလိုက်တိုက်နေတာမိုးကုတ်တို့မတပိတ်ချင်းတို့နော်ဟိုဘက်မှာဆိုတနိုင်းတို့နော်အဲ့လိုနေရာတွေပဲသူတို့လိုက်တိုက်နေတာတင်ရသာရထွက်တဲ့နေရာတွေပဲတိုက်တာအဲ့ဒါဖြက်မောက်လုပ်တဲ့လူတွေတိုင်းပြည်ကိုကောင်းစေခြင်းတဲ့လူတွေမဟုတ်ဘူးနော်နိုင်ငံတနိုင်ငံမှာတရားဝင်အစိုးရရှိတယ်အဲ့ဒီတရားဝင်အစိုးရရဲ့အောက်မှာငြိမ်ငြိမ်စိမ့်စိမ့်နဲ့ကိုစည်းဝါးကိုရှာသားရင်မြန်မာပြည်စင်းရဲတယ်ခင်ဗျားတို့ဘယ်လိုပြောအောင်မြန်မာရင်ကကားတွေတလောက်ကြက်ညက်တက်နေတာဆိုင်ဘီယာလိုက်ရက်ဆိုင်လက်ဖက်ရည်ဆိုင်ဘာဆိုင်အကုန်လုံးလူကြီးကိုကကိုအေးချင်းလှုပ်ရှားနေဘာမှမဖြစ်ဘူးအခုကခင်ဗျားတို့မိုးကဟိုကားတွေနော်ကျွန်တော်ပြောတယ်စပီူတီပါလက်အောင်တောင်ကျွန်းဗုဒ္ဓဘာသာထွန်းကားတဲ့နိုင်ငံနော်အခုခင်ဗျားတို့လည်းဘာသာတရားကြီးကတွဲပြီးမနေချင်တော့ဘူးနဲ့ထင်တယ်နော်အဲ့တော့ဘာဖြစ်လဲမန္တလေးမြို့မှာကောင်းတဲ့လူတွေလည်းရှိတယ်ဒါပေမဲ့မကောင်းတဲ့လူတွေကြီးပြီးပို့ပြီးကြီးစိုးတွေတော့ပြတ်တာပေါ့ဟုတ်တယ်မလားကောင်းတဲ့လူက10ယောက်ရှိတယ်မကောင်းတဲ့လူကအယောက်1000ရှိတယ်တွားပြီလေဟုတ်တယ်မလားအဲ့တော့ငလင်ဘေးကြောင်းတော့ဒီကကြီးသုံးပါကတ်ဆေးနေတယ်စိတ်ကောင်းနှလုံးကောင်းမွေးကြပါတိုင်းပြည်ကိုပြက်လို့ပြည့်စည်ပြအောင်မလုပ်ကြပါနဲ့နော်အခုတော့တဘာဝတရားလုံရင်ဘာမှမခံနိုင်ဘူးနော်တဘာဝတရားရှိတယ်လေးအသင်ချင်းတဲ့တဘာကဘာတသိန်းတိုင်အောင်နော်တိမြင်တော်မူခဲ့တဲ့ဗုဒ္ဓဂေါတမမြတ်စွာဘုရားခွင့်လို့ရင်ခွင့်လို့လိမ့်မယ်ခမည်းတော်ကိုလောကပါဠတရားကခွင့်မလို့ဘူးဆိုတာခမည်းတော်အခုမြတ်ဝါဒင်တွင်တွေ့မြင်ရပြီအဲ့တော့ကျွန်တော်တို့နိုင်ငံမြည်တို့ပဲဖြစ်သွားပါစေတော့နော်နီးရစိမ့်တိုင်းမခွဲကြဘဲနဲ့ကျွန်တော်တို့မြန်မာနိုင်ငံအများဆုံးအေးချမ်းအောင်အားလုံးဝိုင်းဝန်းပြီးတော့မှပူးပေါင်းပြီးတော့မှနော်ဒီလိုဒုက္ခအဆိုးမျိုးတွေနော်မပြည့်ရလေအောင်အားလုံးပေါင်းစည်းညီညာနဲ့လက်တွဲပြီးတော့မှကျွန်တော်တို့တိုင်းပြည်ပြန်လဲရှင်တန်ပြီးတော့ပေါ့နော်အခက်အခဲမရှိဘဲနဲ့နေနိုင်ထားနိုင်သွားနိုင်လာနိုင်တဲ့နော်စိတ်ကိုမွေးမြူပြီးတော့မှအားလုံးပေါင်းစည်းသွားကြရအောင်လားဗျာမဟုတ်ဘူးလားနော်ခင်ဗျားတို့ရှောက်မပြောပါနဲ့ဦးမင်းအောင်လာရောက်မင်းစိုးမင်းကြီးတွေအုပ်ချုပ်လို့တဲ့နော်ခင်ဗျားတို့ကိုဘေးပူတော်စိုးသေးတယ်ခင်ဗျားတို့ဒေါ်စုကြည်လက်ထက်မှာဟမ်လက်ကုခဏခဏစေးရွာဟာဒါပဲဘာမှမလုပ်တတ်ဘူးဘာမှမလုပ်တတ်တဲ့ဖွာကြီးမဟုတ်ဘူးစစ်တပ်ကသူကယ်မယ်လို့ပြောရတော့မှစစ်တပ်ကိုအကယ်မခံဘူးနော်အဲ့လိုမျိုးအော်တန်းစားရုံမာတဲ့အဖွာကြီးကိုခင်ဗျားတို့ကချီးပုံတကယ်ရွှေသွားတင်တာဝါဝါမြင်တိုင်းရွှေတင်တာအဲ့လိုမလို့တိုင်းပြည်ကအခုလိုဖြစ်တာနော်ဝါဝါမြင်တိုင်းရွှေတင်တာနော်ကောင်းတဲ့လူကကောင်းအောင်လှုပ်ပေးနေတယ်ဆိုရင်ကောင်းတဲ့လူကိုလိုက်တွန်းနေတိုက်ခိုက်တယ်ဘာမှနားမလဲပဲနဲ့ခင်ဗျားတို့ကမစင်ကိုရွှေတင်တာနော်ဒေါ်စုကြည်ကချီးပုံကြီးနော်အချီးပုံကြီးအဲ့ဒေါ်စုကြည်ကနော်ဒေါ်စုကြည်ကဘာနဲ့လားတဲ့လန်သူလဲချီးပုံနဲ့လားတဲ့လန်သူရှင်းလား
ခင်ဗျားတို့ကဘာနဲ့အလားတန်တူတယ်သိလားခင်ဗျားတို့ကရင်ကောင်နဲ့အလားတန်တူတယ်ဘာလို့လဲသိလားအဲ့ဒီချီးပုံကိုရင်ကောင်ကသွားနားတာနော်ကျုပ်တို့အဲ့ချီးပုံမနာဘူးနော်ခင်ဗျားတို့ကလောက်နဲ့တူတယ်ရင်ကောင်နဲ့တူတယ်နော်မစင်တော့ထဲမှာပျော်မွေ့တယ်ဟောအဲ့ဒါဘာဖြစ်လဲအချိန်ကျတော့အဲ့မှာခင်ဗျားတို့ရွှေနဲ့နော်ချီးနဲ့ခင်ဗျားတို့မခွဲကြတတ်တော့ခင်ဗျားတို့အခုလို့တောင်မြင်လို့တဲ့ခိုးတွေလို့နော်အဖြတ်သမားတွေအဖြတ်အမောက်တွေဖြစ်သွားတယ်နော်ခင်ဗျားတို့ကအဲ့ချီးကိုမစားရတော့ကြတော့နော်အဲ့ချီးကိုမစားတော့ခွေးပြပြီးချီးမစားတော့တောထဲမှာဟိုဘက်ပြေဟိုလူဘက်ကိုက်ဒီလူဘက်ကိုက်ဟိုလူဘက်ရန်ဒီလူဘက်ရန်နော်အဲ့လိုမျိုးပဲခင်ဗျားခွေးယူတွေလို့ဖြစ်သွားတာနော်မင်းတို့ PDF တွေလဲနော်ချီးပုံချီးမစားရတဲ့ခွေးတွေကတောထဲမှာပတ်ပြေပတ်ကိုက်နော်အမှအဖြတ်မောက်လို့နော်နာအေးရောအဲ့တော့ကျွန်တော်တို့ကတော့အေးချမ်းချမ်းရှိပါတယ်နော်ညီကောင်မောင်နှမတွေဇော်ဘုန်းကြီးကတော့အေးဆေးပါပဲနီးချင်းစိမ့်ချင်းဝါချင်းပြချင်းမရှိပါဘူးကိုယ်နိုင်ငံသူနိုင်ငံသားတွေဒုက္ခရောက်နေတဲ့အချိန်မှာနော်ကိုတက်နိုင်တဲ့ဘက်ကနေဥဒချက်သေးတဲ့ဘက်အနေနဲ့မန္တလေးမြို့ကိုမနေ့ပြန်လောက်ဖြစ်ပေါ့နော်ကျွန်တော်သွားရောက်ရေတန်းနေခြားသောຢာတွေပေါ့ကျွန်တော်သွားလူမယ်ပေါ့ကျွန်တော်လည်းအခုတေချာစဉ်းစားလိုက်အောင်မယ်ပေါ့နော်ဝယ်ဖို့ချမ်းဖို့လေးဈေးထဲသွားလိုက်အောင်မယ်မြန်မာပြည်အမြဲဆုံးငြိမ်းချမ်းပါစေကိုညီကိုမောင်နှမတွေဒုက္ခရောက်နေတာကိုအမြဲဆုံးကယ်နိုင်တဲ့လောကပါဠိနတ်တရားကြီးကျွန်တော်တို့နိုင်ငံကိုအမြဲဆုံးငြိမ်းချမ်းအောင်လုပ်ပေးပါလို့ပဲဆုတောင်းပါတယ်